ဒါကတော့အမဲသားလေးကိုပြုတ်ထားတာပေါ့နော်ဒါပြုတ်ထားတဲ့အမဲသားလေးပါရှင်ကျွန်မအမဲသားကိုတော့ဘယ်တော့မှအစိမ်းမကြော်ဘူးရှင်ပြုတ်ပြီးမှကြော်တယ်ဒါဆိုတသားကသွားအတိတ်မကောင်းတော့လေခလေးတော့ပါဆိုပြုတ်ပြီးမှကြော်ပါရနော်မြေပဲစီတန်းစစ်ကိုပဲသုံးပါမယ်နော်ရွှေပြေဝဆုံးစီမြေပဲစီတန်းစစ်ကိုပဲသုံးပါမယ်ရှင်ဟောမကစီကိုအရင်တော့မစားဘူးရှင်တက်တော့အဖြူနဲ့ချင်းလေးကိုထည့်ပါမယ်နော်အစီပူလိုက်တော့ဖြစ်တယ်နော်နော်ဒါပြုတ်ထားတယ်ထည့်လိုက်ပါနော်သားမုံလေးထည့်ပါမယ်နော်သားမုံလေးထည့်မြေသားလေးပေါ့နော်တက်တယ်လေအမျိုးကြီးလေးပြောတာပေါ့နော်အရင်အကြည့်တာကရတာနော်ဒီဒီနဲ့တက်တယ်ဆိုတော့နော်ဒီကျင်းတော်တင်ရုံနဲ့အောက်လိုက်နော်ချူရယ်ကျင်းတော်တင်ရုံလေးအောက်လိုက်တော့ဝေးတော့အမဲတော့အနက်လေကျင်းတော်တင်ရုံလေးတုံတုံလေးချင်းလေးပေါ့နော်အနက်လေးနဲ့အမဲသားလေးကတော့အရသာရှိပြီးဟိုးနေပါမယ်ဒီလိုအရသာအောင်အနက်ရောဒီကိစ္စနဲ့အမဲသားတုံလေးဖြစ်ပါတယ်နော်ဒီညာပဲဒီလေးစီလေးရလဲနိစုံစီလေးပဲစီတန်းစစ်တဲ့ခါကျတော့အိမ်မှာကိုကိုတိုင်းကြိတ်ထားပြီးတော့နောက်ထားတဲ့အတွက်မျိုးလေအရောလုံးလိုက်ခြင်းနဲ့အရသာလည်းကောင်းတယ်ပေါ့နော်ဒီလေးစီစစ်တာကြောင့်တော်ရဲ့ချက်တဲ့နေရာမှာအရသာကအနိုင်ရတာကအခြားစီနဲ့မတူဘူးဖြစ်နောက်ပြီးတော့ရှစ်ပြေးဝမြေပဲစီရဆိုလို့ရှိရင်လေတနေ့နဲ့တည်းမဟုတ်3-4နှစ်ထိထားလို့ရနော်ဒါဆိုလို့ရှိရင်အရသာရှိတယ်အနည်းသားကြောဒီလိုရပါတယ်နော်မဆလာလေးနဲ့အောက်မှာရှိဝေးတကယ်ကိုစားလို့ကောင်းမယ်အမဲသားကြောဆက်ဆက်ကလေးသားကြောဆက်ကြောလေးရပါပြီနော်မိသားဆက်ကြောလေးရပါပြီရှင်စားကြပါအောင်ရှင်နော်ဒါကတော့အမဲသားအဖြူရကြောလေးပါနော်အမဲသားအဖြူရကြောလေးနဲ့အဆက်ကြောလေးနဲ့ရပါပြီစားကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရသူအားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်ဗီဒီယိုလေးကိုကြိုက်နေတဲ့လို့အားပေးမယ်ဆိုလို့ရှိရင် page လေးကို like and follow လေးလုပ်ပေးခဲ့ပါအောင်နော်ကြည့်ရှုမှုအားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ရွှေပြေးဝစုံစီမြေပဲစီတန်းစစ်ကိုလည်းဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါရစေရှင်ကျမပျော်ရွှင်စရာနေ့တစ်လေးကိုကျမပျော်ရွှင်စွာပိုင်ဆိုင်ကြပါစေရှင်